unicycle တပိန်စီစီတက်ခြင်းတဲ့ဘော်ဒါတွေအတွက်တပိန်စီဘယ်လိုစီးရလဲဆိုတဲ့ဗီဒီယိုလေးကျွန်တော်လုပ်ပေးမှဖြစ်ပါတယ်ပါတယ်ကျွန်တော်တော့ကျွန်တော်စီးရတစ်လ2လလောက်ကြာတယ်ဗောနော်ကျွန်တော်နီးတိချာမသိလို့စီးတက်ခြင်းတဲ့ဘော်ဒါတွေအတွက်ကိုနာရီနာကိုယ်ဆက်လေးဝယ်ပါညာတပိန်စီလေးနဲ့တပိန်စီလေးနဲ့ဒိုးခြင်းတဲ့ဘော်ဒါတွေအတွက်ကျွန်တော် unicycle တပိန်စီးရဲ့နီးလေးကိုကျွန်တော်ဘူးပြောပြမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့တပိန်စီးရဖြစ်တဲ့အတွက်ကျွန်တော်တို့တပိန်နဲ့ဖြစ်နေမှာဗောနော်နှစ်ပိန်မဟုတ်ပါဘူးအိမ်မှာစပိန်နှစ်ပိန်စီးလို့ရှိရင်တပိန်ကိုရိုက်ချိုးလိုက်ပါပြီးတပိန်နဲ့စီးပါနော်ကျွန်တော်ပထမဆုံးအနေနဲ့တပိန်စီးတာကကျွန်တော်လက်ကင်ဟန်တယ်တွေမပါဘူးပေါ့နော်ကျွန်တော်ဖင်နိုင်လို့ပဲဘိန်းတပိန်ရယ်နင်းနဲ့ဟာဒါပဲပါမှာပေါ့အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဖင်နိုင်ကိုဒီကြားထဲကိုထည့်ဒီကြားထဲဆိုတာပေါင်ကြားထဲကိုထည့်ပြီးသွားရင်ဘယ်ဘက်6လေးကိုဒီလိုတင်နော်ဘယ်ဘက်ကိုရင်တင်နော်ဘယ်ဘက်ကိုတင်ပြီးပြီဆိုရင်ဟောဒီကိုတင်တယ်အဲ့ဒီလိုနင်းအဲ့ဒီလိုကျိုးတယ်လက်အားနောက်လားအဲ့တော့ကျွန်တော်ဒီဘက်ကိုစပြီးစီးဖို့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကင်နေရတစ်ခုခုလိုမယ်ပေါ့နော်အဲ့တော့ဒီလိုနိုင်ရန်တို့တစ်ပင်တို့ဘာလို့ကျွန်တော်တစ်ခုခုကင်ပြီးတော့အရင်ဆုံးစိုင်းပြီးတန်းမှာဖြစ်ပါတယ်အဲ့တော့ပြောရရင်ကျွန်တော်ဒီခြေနင်းကိုကျွန်တော်ဒီလိုအလဲမှာမထားဘဲနဲ့ဒီကောင်လေးကိုအောက်မှာထားတာပေါ့နော်ထားဖို့ရင်ကျွန်တော်နားပြောသလိုပဲဖိနိုင်ကိုအရင်ဆုံးဒီကွာကြားလေးကိုထည့်ဖို့ရင်ကင်ရနေရာတစ်ခုခုလိုက်ရှာပြီးတော့ကင်နော်ကင်ဝိုင်းဆိုလို့ရှိရင်ဘယ်6လောက်နဲ့ရင်တက်ပါနော်ဘယ်နဲ့တက်ရင်တက်ပြီးပြီဆိုရင်ခုနကင်ရလေးကိုကင်ပြီးတော့ပုံပြီးတော့ဒီလိုတက်မှာတက်ခွဲဆိုလို့ရှိရင်ကျွန်တော်အလဲလေးမှာထားလိုက်ပါဒါလေးကိုကျွန်တော်ပထမစတက်1အနေနဲ့အရင်လုပ်ရပါမယ်တော့ဒီလိုလေးကန်ရွက်ရေးတော့ရှီလိုနောက်ဆုပ်လေးလုပ်ကြည့်ရပါမယ်ဒီနဲ့ဒါဆိုကျွန်တော် unicycle ပေါ့တက်တဲ့အဆင့်ဖြစ်ပါတယ်ကျွန်တော်စပိန်ဘောအရင်တက်တာပြီးတော့မှကျွန်တော်နင်းကြည့်ရမှာပေါ့နော်စပိန်ဘောတက်တဲ့နေရာမှာခုနပြောသလိုတော့ဖိနိုင်ကိုဒီကြားထဲကိုထည့်ပြီးရင်ပလဲလေးကိုအောက်မှာ